Thorn Musical Instrument Showroom ကနေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့တော့ကျွန်တော်တို့ရှိမှရှိတဲ့ Dynamic Microphone လေးအကြောင်းပြောပြခြင်းလို့ပါကျွန်တော်တို့ရှိမှSC-V7 Dynamic Mic ရှိမယ် Yamaha တွေကဆိုရင် DM305 ရှိမယ်သူတို့နှစ်ခုလုံးကတော့ metal body သုံးထားတယ် XLR connector ကို plate နဲ့သုံးထားတယ်နော်နှစ်ခုလုံးကတော့authentic တွေပေါ့နော်သူတို့နှစ်ခုမှာဘာကွာခြားလဲဆိုတော့ဈေးနှုန်းပေါ့နံပါတ်1ကတော့ဈေးနှုန်း SC ကတော့9,200 Yamaha DM305 ကတော့3,200ရှိမယ်နောက်ပြီးလို့ရှိရင်ဘာကွာမလဲပေါ့နော်သူတို့နှစ်ခုလုံးကတော့polar button ကြီးအတူတူပဲ super car drive သုံးထားတယ် super car drive polar button ဘာလဲဆိုတော့သူကရှေ့က vocal တန်အောင်သူကဆွဲပေးတယ်ပြီးလို့ရှိရင်ဘေးနာ noise တွေကိုသူကဖျောက်ပေးတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီ SC ထဲမှာဘာပါမလဲဆိုတော့သူ microphone ထည့်တဲ့ 8 clip ပါမယ်ပြီးရင် mic clip လေးပါမယ်သူကတော့ဒါပဲပါတယ်ကျိုးမပါဘူးအိတ်ဆက်လာကျိုးမပါဘူးYamaha DM305 ကြတော့သူကျိုးလေးပါမယ်เนาะချက်ကျိုးတော့တခါတည်းပါပြီးသားသူကတခါတည်း easy ပေါ့ဘလို့အချိန်တွေမှာ SC-V7 Dynamic Microphone သုံးတယ်လဲဘလို့အချိန်တွေမျိုးမှာ DM305 Dynamic Microphone သုံးတယ်လဲဆိုတာအကယ်၍ professional use သုံးမယ်ပေါ့နော် show တွေပါဆိုမယ်ဆိုလို့ရှိရင်တော့ SC-V7 အကောင်းဆုံးပါပဲအကယ်၍ကျွန်တော်တို့အိမ်သုံးပေါ့နော် home use karaoke တွေပါဆိုမယ်ဝတ်သေးပေါ်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာYamaha DM305 ကိုသုံးလို့ရပါတယ်သူ့မှာနောက်ပြီးတော့ကျွန်တော်ခုနပြောတဲ့မှာတစ်ခုကြံခဲ့တယ်သူက switch လေးပါတယ် on off switch လေးပေါ့နော်အဲ့ဒါလေးသူ့မှာပါတယ် SC-V7 မှာတော့မပါဘူး SC-V7 ကတော့ Pro 3ပေါ့နော်နောက်တစ်ခုသတိပေးချင်တာကmicrophone တွေအတုတွေတအားပေါ်တယ်အတုဈေးတောင်မှ2သိန်းကျော်ရှိနေတဲ့အချိန်မှာ Yamaha 305 ကိုအခုအပျော်တမ်းသုံးမယ်ဆိုတော့ကျွန်တော်ကတော့ဒီဟာကိုပဲ recommend ပေးတယ်တကယ် authentic အစ်စ်လည်းကိုင်ရမယ်ရေရှည်ခံမှုကလည်းအများကြီးကွာခြားမှုရှိပါတယ်ဟုတ်ကဲ့ဒီနေ့ Dynamic Microphone လေးတွေပြောတဲ့အကြောင်းကတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ